မွေတိုင်းချန်ပီယံပွဲကိုကာကွယ်မဲ့ပြင်ကေပေါင်စင်နဲ့ MMA ပါချန်ပီယံဖြစ်ဖို့ပြတ်မှတ်ထားနေတဲ့ Super Leg ကဂျိုနသန်ဟက်ကာဒီယို2024ခုနှစ်မှာကစားခဲ့တဲ့ဝမ်ဒန်မာပြိုင်ပွဲမှာတိတ်ကိုလှပတဲ့တရောင်ရမ်းချက်နဲ့ပွဲသိမ်းပြီးတော့ဝမ်ချန်ပီယံရှစ်ရဲ့ဘန်နန်ဝိတ်မွေတိုင်းချန်ပီယံဖြစ်လာခဲ့သူပါ။ Super Leg ကဝမ်ချန်ပီယံရှစ်မှာ Flyweight ကေပေါင်စင်နဲ့ဘန်နန်ဝိတ်မွေတိုင်းချန်ပီယံဖြစ်ပြီးတော့မတူညီတဲ့အားကစားနှစ်ခုရဲ့မတူညီတဲ့ဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်ပါတယ်။ Super Leg ကရီမန်းချက်ကြီးမားလွန်ပါတယ်။သူက Raw Tan Weight ပိုတဲ့အတွက်လက်လွတ်လိုက်လို့လစ်လက်နေတဲ့ Flyweight မွေတိုင်းချန်ပီယံကပတ်ပြင်ဟက်ကာဒီရဲ့ဘန်နန်ဝိတ်ကေပေါင်စင်ချန်ပီယံကပတ်ကိုပါထပ်မံရယူဖို့ပြတ်မှတ်ထားနေကြတာပါ။ရှင်းအောင်ပြောရင် Super Leg ကဘန်နန်ဝိတ်ရဲ့မွေတိုင်းကေပေါင်စင်မှာပါချန်ပီယံဖြစ်ချင်နေလို့ Flyweight ရဲ့ကေပေါင်စင်ရောဝေတိုင်းမှာပါချန်ပီယံဖြစ်ချင်နေတာဖြစ်ပါတယ်။ဒီယာရီသာရပြီးရင်သူက MMA ဘက်ကိုလည်းကူးပြောင်းကစားချင်နေပါသေးတယ်။လောဆယ်တော့ Super Leg ရင်ဆုံးလောရမှာကနဘေးကိုနိုင်ပြီးသူ့ရဲ့ဘန်နန်ဝိတ်မွေတိုင်းကပတ်ကိုကာကွယ်ဖို့ဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Super Leg ကခုလိုပဲပြောပါတယ်။ဒါမှသာကျွန်တော်ရဲ့ဘန်နန်ဝိတ်မွေတိုင်းချန်ပီယံပွဲကိုကာကွယ်နိုင်မှာပါ။နောက်ထပ်ကျွန်တော်ရဲ့အိမ်မက်တွေကိုလည်းအကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်ဟက်ကာဒီရဲ့ဘန်နန်ဝိတ်ကေပေါင်စင်ကပတ်ကိုရော Flyweight မွေတိုင်းကပတ်ကိုပါအမဲလိုက်ဖို့ပြတ်မှတ်ထားနေပါတယ်။အနာဂတ်မှာမွေတိုင်းမှာကေပေါင်စင်မှာပါယူဇာကပတ်မရှိတော့ရင်ကျွန်တော် MMA ဘက်ကိုပြောင်းစားခြင်းပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တွေးနေရလဲကြာပါပြီ။ဒါပေမဲ့လောလောဆယ်မှာတော့ MMA မကစားနိုင်သေးပါဘူး။ကျွန်တော်ရဲ့အိမ်မက်တွေကတော့ဘန်နန်ဝိတ်မှာမွေတိုင်းကေပေါင်စင်မှာချန်ပီယံဖြစ်ဖို့နဲ့ Flyweight မှာလည်းမွေတိုင်းကေပေါင်စင်မှာချန်ပီယံဖြစ်ဖို့ဖြစ်ပါတယ်လို့ပြောသွားခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ Super Leg ကနဘေးနဲ့ပွဲမှာပရိသတ်တွေကိုတိုက်ကွက်အသစ်တွေထုတ်ပြသွားမှာဖြစ်ကြောင်းလည်းခုလိုမျိုးပြောခဲ့ပါတယ်။နဘေးကကျွန်တော်အဖွင့်ပွဲမှာရှုံးပြီးတဲ့နောက်ပိုင်းအများကြီးတိုးတက်လာပါတယ်။နိုင်ပွဲလည်းဆက်လာပါတယ်။နိုင်ပွဲရလေးသူ့ရဲ့ယုံကြည်ချက်ကလည်းမြင်မာလာလေးပါပဲ။သူကအောင်မြင်မှုတွေကိုလည်းပုံမစားလောင်နေတာပါ။ဘလို့ပဲဖြစ်နေပါစေသူကငယ်သေးသလိုဝါနုတဘာနုအတွေ့အကြုံနှုတ်နေပါသေးတယ်။သူမှအကောင်းဆုံးဖြစ်လာဖို့လိုအပ်တဲ့ຢာလေးရှိနေသေးတယ်လို့ကျွန်တော်ထင်ပါတယ်။အတွေ့အကြုံများလာတဲ့တနေ့သူကပိုကောင်းလာမှာဖြစ်တယ်လို့ရေဆိုင်ခက်လုံးလို့တွဲဆိုင်ရဖို့တောင်ခက်တဲ့သူဖြစ်လာနိုင်ပါတယ်။ဘန်နန်ဝိတ်တန်းမှာကျွန်တော်ရဲ့ပါဝါပိုကောင်းပြီးတော့ထိုးချက်ကန်ချက်တွေကလည်းပိုပြင်းပါတယ်ကျွန်တော်နဘေးကိုဒီဝိတ်တန်းမှာရင်ဆိုင်တာကပထမပွဲတုန်းကလို့ Flyweight မှာရင်ဆိုင်တာထက်ပိုပြီးတော့ပြောစရာကောင်းမယ်လို့ထင်ပါတယ်ကျွန်တော်အကွက်ပေါင်းမျိုးစုံပြင်ဆင်ထားသလို surprise တိုက်စရာလေးလည်းအများကြီးရှိပါတယ်နဘေးကနောက်ဆုံးပွဲတင်မှာလဲထိုးနိုင်ပွဲတွေရထားပေမဲ့ကျွန်တော်ဖြည့်ရှင်းနိုင်မယ်လို့ထင်ပါတယ်နောက်ဆုံးချိန်မှာပွဲကိုပြတ်ဖြတ်နိုင်မယ်ခွင့်ရလာမယ်လို့ထင်ပါတယ်ပွဲက9ချိန်မြောက်ရောက်သွားမယ်ဆိုရင်ကျွန်တော်ရဲ့ game plan ကိုပြောင်းသွားမှာပါဒီအတွက်စီစဉ်ထားပါတယ်ကျွန်တော်သိပါတယ်80ရာခိုင်နှုန်းသောသူတွေကဒီပွဲမှာနဘေးနိုင်သွားလိမ့်မယ်လို့ထင်နေကြပါတယ်ကျွန်တော်လည်းဒီပွဲကလည်းဘယ်လိုထွက်လာမလဲမသိသေးပါဘူးဒါပေမဲ့နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေကျွန်တော်အကောင်းဆုံးစားသွားမှာပါဒီလိုခက်ခဲတဲ့ပွဲမျိုးကစားတာကျွန်တော်တို့ဒါပထမဆုံးမဟုတ်ပါဘူးအရင်ကလည်းခုတည်းအများကြီးပိုခက်တဲ့ပွဲတွေကစားဥပါတယ်နဘေးကအရက်မြင်မာသူကျွန်တော်ထက်အားသာချက်ပိုကောင်းတာအမှန်ပါပဲလူတွေကကျွန်တော်မျက်နှာတွေမေးစီးတွေပဲ share ကျွေးခံလိမ့်မယ်လို့ပြောနေကြပါတယ်ကျွန်တော်မှဒါကိုဖြည့်ချင်းကို plan ရှိပြီးသားပါနဘေးအဲ့လိုလုံးနိုင်မလားစောင့်ကြည့်ကြတာပေါ့ကျွန်တော်ဘာပြန်လုံးနိုင်မလဲဆိုတာလည်းမြင်ရပါလိမ့်မယ်ဒီပွဲကကျွန်တော်ရဲ့ဝမ်မွေတိုင်းချန်ပီယံပွဲကိုကာကွယ်တဲ့ပထမဆုံးပွဲပါကျွန်တော်ဘွားတစ်ချောင်းလုံးမွေတိုင်းကစားခဲ့တာဖြစ်ပြီးတော့ချန်ပီယံဖြစ်တာလည်းမကြသေးပါဘူး။ဒါကြောင့်ဒီပွဲကိုအရှုံးမပေးနိုင်ပါဘူး။ကျွန်တော်ချန်ပီယံပွဲကိုကာကွယ်နိုင်မယ်လို့ယုံကြည်ပါတယ်ဆိုပြီးပြောသွားခဲ့တာဖြစ်ပါတယ်။နဘေးကတော်လေး serious ဖြစ်နေတာဖြစ်ပါတယ်။နဘေးနဲ့ Super Leg တို့ထိုင်းနိုင်ငံမှာ face off လုပ်တော့က Super Leg ကနဘေးကိုကြီးပြခဲ့တယ်နဘေးကလည်းပြန်ပြခဲ့ပါတယ်။ပြန်မဲ့ဆိုပြန်တူတူလေးစားတဲ့သဘောမျိုးပါ။ဒါပေမဲ့ဂျပန်နိုင်ငံမှာ face off လုပ်ချင်မှ Super Leg ကကြီးပြပေမဲ့နဘေးကခက်တီနေပဲစားကြည့်နေခဲ့ပါတယ်။ Super Leg ကကြောင်ရမ်းအောင်ဖြစ်သွားခဲ့တာပါ။ပရိသတ်တွေက Super Leg နဘေးနဲ့ Super Leg ဘယ်သူနိုင်မယ်ထင်လဲ။ကိုမမှတ်ချက်ပေးသွားလို့ရပါတယ်။